ဝေပစစ်တီသည်ဤမြင့်မိုတာဝကြီးထိတ်ရှိတာဝရင်သားနတ်ပြည်ကြီးတွင်နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့သောနတ်တို့၏အကြီးအကဲတဦးဖြစ်သည်ဝေပစစ်တီသည်နတ်သားအဖြစ်မွေးစားကြတဲ့ကယခုနတ်သက်20တိုင်အောင်ရှေးဦးအသက်20အရွယ်ပုံစံအတိုင်းပင်ဆက်ရှိနေခဲ့သည်သူ့အတွက်ယောဂါဟူသည်မရှိခဲ့ဖျားနာမှုဟူသည်မရှိခဲ့နာကျင်မှုဝေဒနာဟူသည်ပင်အလဲမရှိခဲ့ချေသူ့မှာအလွန်လှပညိုတတ်ပြင်းတဲ့အချစ်ဆုံးမိတ်ဝရမလီကလည်းရှိလေသည်နတ်သက်တန်းအနှစ်20သည်သူ့အတွက်ကြာရှည်လုံးနေခဲ့သည်ဝေပစစ်တီသည်ပထမနှစ်တရာကိုကောင်းမွန်စွာဖြတ်တန်းနိုင်ခဲ့၏သူသည်နတ်သားနတ်သမီးတို့၏ပြဿနာများကိုကောင်းစွာဖြေရှင်းပေးနိုင်ခဲ့သည်ကွန်ဘာနတ်ပြည်လူများကိုလည်းကြက်မှတ်ထိန်ကွက်ပေးနိုင်ခဲ့သည်သို့သောနောက်ပိုင်းနှစ်တရာတွင်သူစည်းကမ်းများလော့ရဲလာသည်ဟာငါနန်းဆောင်သားမှာနတ်သမီးပေါ်ပေါက်လာပါလားငါဘုံကန်တွေတက်နေပြီထင်တယ်။ဘာပြောတယ်တိတ်တာငါနန်းဆောင်သားမှာနတ်သမီးပေါ်တာလားမလို့ချင်နဲ့ငါရင်တွေ့တာတီဝတင်ငါနောက်မှတွေ့တာမရတော့ဘူးငါလည်းတူတွေ့တာပဲတိတ်တာတင်ဒီလောက်ညင်းနေရင်နမင်းစီမှာပဲအဆုံးဖြတ်သွားခံတော့မယ်အတင်နှစ်သားတို့တင်တို့ကဖရစ်ချောင်းကုံစင်ကိုငါအားလျှောက်ချီလို့ကျွန်တော်မျိုးတိတ်တာအရင်ဒီနတ်သမီးကိုတွေ့တာပါဗျာမဟုတ်ပါဗျာကျွန်တော်မျိုးတီဝအရင်တွေ့တာပါဒီတလာယူနတ်သားတွေနဲ့တော့တော်တော်စိတ်ပြတ်နေပါပြီနာသိမ့်ပိုက်ဖို့ကိုလည်းစိတ်မဝင်စားတာကခက်တယ်ချစ်လာစွာသောနှမတော်မလိတ်ကာနဲ့တင်ပဲလုံလောက်နေပါပြီတော်ဘီနောက်ရက်မှဆုံးဖြတ်တော့မယ်နန်းဆောင်ပြန်တာပဲကောင်းတယ်မောင်တို့လမ်းလျှောက်ထွက်လိုက်ဦးမယ်နှမတော်ဤကျွန်တော်မျိုးမလိုက်ခဲ့ရဗလားအရှင်မလိုပါပဲနှမတော်ကျုပ်တမင်းနဲ့သာစိတ်ပန်းပြေလျှောက်သွားလိုက်ပါမယ်နေ့လယ်ပိုင်းလောက်ကြာရင်ဓမ္မယုံမှာတရားစီရင်စကားလေးတွေရှိမှမို့ငါနှစ်ဖုံကိုကျူးကျော်လာတဲ့သူတွေကြသေးတာပေါ့ဒီနတ်သားဟာတာမန်နတ်သားတော့မဟုတ်ချေဘူးအတင်ကဘသူလဲထားလာတွေ့အောင်ဘ
ဘာကြောင့်ဒီနေရာကိုကျူးကျော်လာရတယ်လဲကျွန်ုပ်နတ်ဘလူးတွေကိုစင့်ခေါ်လိုက်ရမလားကောင်းပါပြီနတ်မင်းကြီးရဲ့ကျုပ်မှာလျှို့ဝှက်အမိတစ်ခုရှိတယ်လူတွေကကျုပ်ကိုကြောက်စရာနာမည်နဲ့မာနတ်လို့ခေါ်ကြတယ် မာရန်နတ်ဟာနတ်ဆေးတွေကိုမြှောက်ပင်ပေးတဲ့သူမကောင်းမှုအကတုံတော့ကိုပွားစေတဲ့သူဆိုတဲ့တည်င်းတွေမဟုတ်လားအဆွေအသင့်ကိုအလိုမရှိပဲအခုတာဝတိန်သားကနေထွက်သွားပါကောင်းပါပြီနှက်ချုပ်ကြီးကျုပ်အခုပဲထွက်သွားပါမယ်အတင်ကတော့ဒီမှာဆက်ပြီးနက်လင်လူဝဲနက်များလူဝဲလေးတွေကိုဆက်ဖြည့်ရှင်းပေးလိုက်အောင်ပေါ့ကျုံနှမဘာလို့အသင့်အပူမပါပါ အတင်ဘာလို့နေတယ်လဲဆိုတာဝနေရီဦးတင်ကိုယ်တိုင်မသိဘူးမဟုတ်လား တင်ဒီနေ့လေဘာလို့ဆရာရှိတယ်လဲ ဘာမှအထွေထူးလှုပ်เสียမရှိဘူးမာနတ် တဲဆိုရင်ကျုံနဲ့ပရနိမိတ်တာကိုလိုက်ခဲ့ပါလားအသင့်ကိုမိတ်ဆွေတအုပ်နဲ့မိတ်ဆက်ပေးမယ် ကွာ ကဲအသင့် website ဒီကျွန်တော်နဲ့လိုက်ပြီးအတူပျော်ပါဖို့တွားကြရအောင် 30ပုံမှာကာမဂုဏ်ခံစားလို့အကောင်းဆုံးနတ်ပြည်ကြီးကနေကြိုးဆိုပါတယ်ဝေဘစိတ်တီ အလိုရာပါတွေလေမာနတ်ဒါအသင့်ကိုမိတ်ဆက်ပေးမဲ့မိတ်ဆွေဆိုတာဗောဘာဘလို့ပုံသားတွေနဲ့ပုံသားတွေကဒီအရေရွာကိုပတေရေးလို့ခေါ်ကြတယ်တေရေးဟုတ်လားအစိမ့်ရည်တွေလားဘယ်ကအစိတ်ရည်ရမလဲဝေဘစိတ်တူဒါဟာဆေးတစ်မျိုးပဲ စေးဟုတ်လား ဟုတ်တယ်အဆွေတော်တင်းစိတ်ထဲမှာမကြေမနက်ဖြစ်နေတဲ့အရာအလုံးကိုမေ့လျော့သွားစေမယ့်အကောင်းဆုံးဆေးပဲဒီရင်ရွှေကြီးကိုတစ်ကြိုက်ကလေးလောက်တောက်လိုက်စမ်းပါလောကကြီးပါမေ့သွားမယ် အဆွေတော် website ဒီတင်းကိုတေးရည်အများကြီးပေးလိုက်တယ်ချက်လုံနီးကိုတော့နောက်မှပါမယ်ကျေးဇူးပါပဲမာနဲ့ပြန်လာပြီလားနောက်ကျလိုက်တာမောင်တော်ရဲ့ မောင်တော် ဘာကြီးတွေတောက်လာတာလည်းမသိပါဘူးအနက်လည်းထူးဆန်းလိုက်တာ အတင်းတို့ကိုမိတ်ဆက်ပေးမဲ့အရာကတော့တေရီလို့ခေါ်တယ်အရန်ကောင်းတယ် နမင်းကောင်းတယ်ဆိုစမ်းပြီးသားပဲ ဝေဘစိတ်တိလဲငါတင်ပေးလိုက်တာခုလောက်ဆိုတာဝတ်တိန်တာလဲစောက်ထိုးဖြစ်လာပြီ နမင်းကအမှုမဖြေရှင်းတာနှစ်ပေါင်း100ရှိပြီနေတိုင်းတေရီတောက်ပြီးပျော့ပါနေတာပဲဒုက္ခပါပဲ အဆွေတို့တေရီကလည်းအရန်ကောင်းနေပြီ
နတ်သမီးတွေရှိတဲ့ဗိမာန်ကိုတွားကြမလားသွားမယ်သွားမယ် ဘလူးတွေမယုံမာနဲ့နော်နမဲနဲ့တိုင်ပြောမှာ ဟာနန်မင်းကိုတိုင်ပြောလဲဘာမှမဖြစ်ဘူးငါတို့ကိုစိတ်ကြိုက်လုပ်ခွင့်ပေးထားတာ ကြီးဘလူးတွေကတည်ရမူးနေကြတာဘလို့လောက်ကြမလဲအမတော်တို့ နဘလူးအုပ်ချုပ်ရတဲ့နမင်းကုဝေရာကြွပါရှင် အရှင်နတ်ချုပ်ကြီးကျွန်တော်မျိုးလျှောက်ထားစရာတခုရှိကြမှာနတ်ဘလူးတွေဟာအခုနောက်ပိုင်းမှာတေရီတွေမူယူပြီးတောင်းကျမ်းကြတဲ့အတွက်နတ်သားနတ်သမီးတွေကတိုင်တော်မှုတွေပေးမဟုတ်တာဒီကောင်တွေကနည်းနည်းလောက်တာကိုအမြဲတမ်းတစိတ်ကိုတအိတ်လောက်တတ်တဲ့ကောင်တွေကြီးပဲကျွန်တော်မျိုးဒီကိစ္စနဲ့ပတ်သက်ပြီးငင်းငုံရအောင်လာခြင်းမဟုတ်ပါနတ်ချုပ်ကြီးကျွန်တော်မျိုးရဲ့နတ်ဘလူးတွေကိုစဒူးမဟာရမှာပဲတီးတန့်ထိန်းချုပ်ထားတော့မယ်လို့အရှင်ကိုလာပြမှာပါပြောတယ်ဒီဘလူးတွေကိုအတင်ခေါ်သွားရင်ကျုပ်ကဘသူတွေနဲ့နားပန်းလုံးရတော့မလဲခွင့်မပြုနိုင်ဘူးနတ်ဘလူးတွေဟာငါစစ်တယ်တွေပဲကျွန်တော်မျိုးကိုပြန်ခွင့်ပြုပါဗျာခွင့်မပြုနိုင်ဘူးနတ်ဘလူးတွေဟာငါစစ်တယ်တွေဟေးဘီဘူးကဘယ်မှာလဲလာစမ်းမိတ်တက်ကဒီတာဝတိန်သားမှာရှိတဲ့နတ်ဘလူးတွေကိုတွားပြောချီဒီကောင်တွေဘယ်မှမတွားရဘူးမလာပါနတ်ဘလူးတွေပြင်ကုမ္မန်တွေရောပါသလားဗျာတောက်တော့ကွာဒီကုမ္မန်တွေကဘိုက်ပူပြီးလိန်အင်္ဂါကြီးတွေပဲကြီးတာကျန်တာဘာမှသုံးမရဘူးငါပြောတာကနတ်ဘလူးတွေဒီဟေးမိတ်တက်ကဒေရီတောက်ကွာဝေပစိတ်တီကတော့တေရရဲ့ကြေးကြုံဖြစ်နေပြီနတ်မင်းကြီးများအရှင်တို့ပြောတာမှန်ပါတယ်ဒါပေမဲ့ဝေပစိတ်တီကိုယာဒူးကဖယ်ကြဖို့ခက်နေတယ်နတ်ဘလူးတွေဟာအခုနောက်ပိုင်းတေရမူးပြီးတောင်းကျမ်းနေကြတယ်နတ်ပြည်လူတွေဟာမူးလာရင်စီကံမရှိတော့ဘူးနတ်သမီးတွေကိုတောင်လူယူတက်နေပြီ ဒါဆိုရင်ဝေဘစိတ်တီကိုအစားထိုးနိုင်မဲ့နှက်မင်းတစ်ပါးလိုအပ်နေပြီဘလို့လောက်ကမလဲအဆွေတော်တို့ ကျွန်ုပ်တို့ဟာလောကပါလနတ်မင်းကြီးတွေဖြစ်တော်လဲတာဝရင်သားနတ်သားများမဟုတ်ကြဘူးစတုမဟာယောနတ်သားများသာဖြစ်ကြတယ် ဒါဆိုအရှင်းမှာဖြည့်ရှင်းဖို့နည်းလမ်းရှိနေသလား ရှိပါတယ် ဆိုလိုတာကဝေပစိတ်တီကိုတိုက်ရိုက်ဖယ်ရှားခွင့်မရှိဘူးဆိုတာပဲ မှန်ပါတယ်ဒါကြောင့်ပဲဒီနေ့အရေးပေါ်နတ်တပင်စည်းဝေးကိုခေါ်ရတာပါ ကျွန်ုပ်ဟာလောကကိုစောင့်ရှောက်ရတဲ့နှက်မင်းတစ်ပါးဖြစ်တဲ့အတွက်လူပုံကိုအမြဲကြည့်ရှုနေခဲ့တယ်လူပုံရဲ့တနေရာမှာမာခါလို့ခေါ်တဲ့လူလင်တအုပ်ရှိတယ်မာခလားဟုတ်တယ်အဲ့ဒီလူလင်ဟာတာဝသိန်းသားနှက်ပုံကိုရောက်နိုင်တဲ့ကတုကောင်းမှုတွေပြုလုပ် အဲ့ဒီလူလင်ဟာသူ့အပေါင်းဖော်33ယောက်နဲ့အတူတာဝရင်သာနတ်ပုံကိုရောက်နိုင်တဲ့ကုသိုလ်ကောင်းမှုတွေပြုလုပ်နေတယ်သူတို့လူသက်တမ်းကုန်တဲ့အခါတာဝရင်သာနတ်ပြည်မှာမွေးဖွားလာလိမ့်မယ် ဒါဆိုဝေပစိတ်တိရဲ့နေရာပြောင်းလဲသွားနိုင်တယ် ဟုတ်ပါတယ်အဲ့ဒီနေ့ကိုကျွန်ုပ်တို့အားလုံးစောင့်ကြည့်ရမယ်အပေါင်းဖော်တို့တွေအများကောင်းကျိုးတို့တည်ဖို့တာပျော်ရဲ့လားဟေးပျော်ရဲ့လားပျော်ရဲ့ဒီကောင်တွေလူအထင်ကြီးအောင်လုပ်နေကြတယ်ကြည့်မရတော့ဘူးဝမ်ကြီးကိုအตาလေးပြောလိုက်ဝိမယ်